တွေဟာဒီရွယ်ကျွေးမြေဝပြေးလွှားလို့လွင်နေစဉ်မှာဒုတိယကိုသတိတရားနဲ့တန်တန်လို့လွမ်းမိတယ်လေဘုံစင်ချိန်တွေခါသူရဲ့တို့လူရဲ့နီလို့Zala